ပြီးရင်နောက်တစ်ခုက marketing လုပ်တိုင်းလည်းအဆင်ပြေတာမဟုတ်ဘူးကိုရှိမှာပစ္စည်းရှိရလားကြည့်ဖို့လိုတယ်တခါကျရင်ကျွန်တော်တို့မှာ driver တွေအများကြီးဝယ်ထားတယ်အဲ့ driver တွေအကုန်လုံးဈေးကွက်ထဲကိုဖြတ်ညင်နေကျွန်တော်တို့အသေးအံလုပ်လိုက်ပြီးတော့တကယ်တမ်းဝယ်လက်ကလိုက်လာပြီဆိုလဲဆိုတော့ကျွန်တော်မရောင်းတယ်မရှိတော့အဲ့ဒါပြဿနာကဘာဖြစ်လဲဆိုတော့သူများအတွက်ကိုက marketing ဆင်းပေးလိုက်ရတဲ့သဘောမျိုးဖြစ်သွားတယ်သူတို့ကိုရှိရမရဘူးဆိုတခြားလူရှိရဝယ်တော့မှာပဲကျွန်တော်တို့ကောင်းထဲမှာတွေးရမှာမှတ်ထားဖို့က marketing သေလောက်အောင်ဖောက်အဲ့ဒီ marketing ကကိုယ့်အတွက်ဖြစ်ဖို့လိုတယ်။ဥပမာကိုက10ယောက်ပဲရောင်းနေတဲ့အချိန်မှာ10ယောက်စလုံးကို marketing မစင်းမိဖို့လိုတယ်။ဘာလို့လဲဆိုတော့10ယောက်ရောင်းနိုင်တဲ့အချိန်မှာ10ယောက်စလုံးကို marketing ဆင်းလိုက်ရင်ကိုယ့်ပြက်ထဲမှာပစ္စည်းပြတ်သွားရင်အဲ့ဒီ customer တွေကကိုယ့်ကိုအမြင်ကတ်သွားတာမုန်းသွားတာအထင်သေးသွားတာရှိနေတယ်။လူတွေရဲ့သဘောတရားကပစ္စည်းဖြတ်နေဆိုရင်အဲ့ပစ္စည်းကအဲ့လူကြီးမှာအများတန်းရှိနေမယ်လို့တွေးတာအဲ့ဒီဟာကကျွန်တော်တို့အဲ့လားလေးနည်းနည်းလေးစဉ်းစားဖို့လိုတယ်